ထမဆုံးပေးရင်လည်းလက်ဆောင်က freedom from fear ဒါဟာဒေါ်ဆန်းစုကြည်ရေးထားတဲ့စာအုပ်ထဲတက်ရယူတဲ့စကားလုံးဖြစ်ပါတယ်ကြောက်ရွံ့ခြင်းမှလွတ်မြောက်ရေးကြောက်ရွံ့ခြင်းမှလွတ်မြောက်ခြင်းကြောက်နေသမျှကလပ်ပတ်လို့ကျွန်တော်တို့ဒီအမိုက်တိုက်ကြီးတွေကထွက်နေမှာမဟုတ်ဘူးဘာကိုကြောက်နေတာလဲသမီးတို့ကြွက်ကိုကြောက်တယ်မလားလန့်သွားတယ်မလားအဲ့လိုကြောက်တဲ့ကိုခေါ်တာမဟုတ်ဘူးအမှောင်ကိုကလေးတွေကြောက်တယ်အဲ့ဒါမျိုးခေါ်တာမဟုတ်ဘူးညာကြီးမင်းကြီးကိုသင်္ချိုင်းနဲ့ဖြတ်မသွားဘူးကြောက်တယ်အဲ့လိုကြောက်တဲ့ကိုပြောတာမဟုတ်ဘူးတချို့ငွေကိုကြောက်တယ်တချို့ပင့်ကလေးတွေကြောက်တယ်ကျွန်တော်ဆိုရင်ဥမာဆေးထိုးအကြောက်တယ်ကြောက်ကိုကြောက်တယ်ကျွန်တော်အသားနာမှာသိကြောက်တယ်ဆေးထိုးအနဲ့ချိန်ပြီဆိုရင်အဲ့တော့ကြောက်တဲ့ကောင်မို့လို့စောက်ထဲမှာသူရဲကောင်းတွေအကြောင်းကြီးဆွရေးနေတာပြောင်းပြန်အကျိုးတရားမှုလေကို့မှမရှိတော့ဟိုထဲသွားဖြည့်ပေးရတယ်နောက်ကျွန်တော်အမြင့်ကြောက်တယ်လေစီးတိုင်းကျွန်တော်ကြောက်တယ်တိုက်ခတ်မြင့်ပေါ်၄၅၆ထပ်ပေါ်ဝရဏန်းတွေအောက်ကိုမကြည့်ရဘူးရင်နဲ့လှလှဖြစ်လာတယ်ဟာအဲ့တော့တန်ငယ်မောင်ဆွေးပရိကောင်ပြောတယ်မင်းအမြင့်ကြောက်တာအင်မတန်သဘောကျတယ်ဘာလို့လဲကွာမင်းမိမနာမည်ပြန်စဉ်းစားလေဟုတ်သားပဲမြင့်မြင့်ရေးညီမညိုကြတော့ပြားရည်ရမှာသိကြောက်တယ်ဘယ်လိုယောဂလဲမသိပြားရင်သူမလဲမရရှင်ဟုတ်တာပေါ့ပြန်ကြည့်တော့သူမိမောက်သူဟန်နီလို့ခေါ်တာဟုတ်အဲ့လိုလေးတွေရှိတယ်ပြောချင်တာအဲ့လိုအကြောက်တရားမဟုတ်ဘူးပြောချင်တဲ့အကြောက်တရားကတိုင်းသူပြည်သားများဟာအုတ်ချုပ်ခံသူတွေဟာကိုယ့်အသက်အိုးအိမ်စီးစိမ်ထိခိုက်မှာကြောက်တယ်လေကြောက်တာပေါ့ချင်းတော်လှမ်းပြီးတော့9ညဆိုပြီးခေါ်သွားတယ်ပြီးတော့ညပေါင်းများစွာထားရတယ်ထောင်နဲ့ကြောက်တာပေါ့အမေးစမ်းခါမှာကြောက်တယ်လေမိဘဆွေမျိုးများနဲ့ဝေးကွာမှာကြောက်တယ်လေပိဟိဝေပြောဝတ်တို့ခေါ်ချစ်တော်သူများနဲ့ကိုယ်ကင်းမှာကြောက်တယ်လေအပိဟိဝေတန်ပြောဝတ်တို့ခေါ်မချစ်မနဲ့တဲ့သူများနဲ့အတူနေမှာကြောက်တယ်လေချစ်တဲ့ခင်နဲ့ဆွေမျိုးသားချင်းဇနီးမောင်နှံသားများရောခွဲခွာပြီးတော့မချစ်မနဲ့တဲ့ဟိုထောင်မှုလို့ဘာလို့လဲနေရာမှာကြောက်တယ်လေတော့မှအဲ့ဒီကြောက်တတ်တယ်ရှိတယ်ဘဝလုံခြုံမှုမရှိတဲ့အခြေအနေမျိုးကိုသိကြောက်တယ်စီးတဲ့ဥစ္စာပျက်စီးသွားမှအင်မတန်ကြောက်တယ်နောက်ဆုံးအသက်ခဏဆုံးရှုံးသွားမှအင်မတန်ကြောက်တယ်တကယ်ကြောက်တရားဆိုတာအဲ့ဒါကိုပြောတယ်အဲ့လိုကြောက်တရားပေါ်အောင်ဘယ်ကနေပြီးတော့စိတ်ဆော်နေတယ်သိစိတ်ဝင်စားဖို့ကောင်းပါတယ်နောက်တစ်ခုရေးထားတာရှိသေးတယ်အဲ့ဒီစာအုပ်ထဲမှာ freedom from fear ထဲမှာပြည်သူလူထုကအဲ့လိုကြောက်တာဟုတ်ပါပြီတဲ့သူကအုတ်ချုပ်ခံလူသားစားကိုသူတို့တွေပို့ပြီးတော့အကြောက်တရားကြီးတာရှိသေးတယ်တဲ့အဲ့ဒါဘယ်သူတွေလဲဆိုတော့အုတ်ချုပ်သူလူတန်းစားဟာအုတ်ချုပ်သူလူတန်းစားမှာအာဏာလည်းရှိတယ်လေလက်နဲ့လည်းရှိတယ်လေစီစဉ်ဥစ္စာလည်းရှိတယ်လေဘယ်လိုရှိတယ်မမင်းနဲ့ခုနကသူပြောတဲ့နီလန်းနေနဲ့ရှိထားတာလေလက်က9သိန်းနဲ့သိန်း100 300ကားစီးနေတာလေဘယ်လိုရှိထားလဲသူတို့ကပို့ပြီးတော့ကြောက်တယ်လက်နဲ့လည်းရှိတယ်အာဏာလည်းရှိတယ်စီစဉ်ဥစ္စာလည်းရှိတယ်ပါဝါလည်းရှိတယ်ဘာကြောင့်သူတို့ကကြောက်နေရတာဟာသူတို့အကြောက်ကပိုကြီးတယ်ဘယ်လိုကြောက်လဲဆိုတော့အဲ့ဒီပိုင်ဆိုင်ထားတဲ့စီးစိမ်ဥစ္စာလက်နဲ့ပါဝါတွေဆုံးရှုံးသွားမှကိုကြောက်တဲ့အကြောက်ဒါမှမဟုတ်ကြောက်တယ်နဲ့စွတ်ပြီးဆုပ်ကင်ထားတာပို့ဆိုးသွားတယ်အဲ့မှာပို့ဆိုးသွားတယ်အဲ့ဒီအုပ်ဆိုးသူကအဲ့လိုအကြောက်နဲ့အုတ်ချုပ်ခံအဲ့လိုအကြောက်နဲ့အဲ့ဒီအကြောက်တရားတစ်ခုစုပေါင်းလိုက်ရင်အဲ့ဒီတိုင်းပြည်ကသွားရောအမောင်နဲ့ပဲအဲ့ဒါလေးကိုကျွန်တော်သဘောပေါက်သွားတာရှိတယ်အကြောက်တရားများဖိစီးလာပြီဆိုရင်ဆန္ဒဒေါသဘယမောဟအဂတိ၄ပါးဟမ်အဲ့ဒီထဲမှာဘယအဂတိကတော်တော်ဆိုးတယ်ဘယဂတိဝင်သွားရင်မောဟပါလာပြီဒေါသပါလာပြီဆန္ဒတွေပါလာပြီအဲ့ဒီအကြောက်တရားကဘယ်လိုကနေဘယ်လိုပေါက်ဖွားတာလဲပြန်ကြည့်လိုက်တဲ့ခါကျတော့တကယ်ချင်းဒါရိုက်တာမောင်ဝနရေးသွားတဲ့ဆောင်းမလေးနဲ့ကိုကပြီးပြောမယ်ခီးသွားဆောင်းမလေးသိကောင်းတာဆုံးသွားပြီကျွန်တော်တကယ်ဒါရိုက်တာမောင်ဝနသိပါတယ်နော်ကဲမီမောင်ဝနပန်းတွေနဲ့ဝေရိုက်သွားတယ်မောင်ဝနပထမဆုံးမောင်သာရရဲ့ဝတ္ထုဖြစ်တဲ့ဂရီဘာဖရန်စီရွှေထီးဆောင်ကိုရိုက်ပြီးတော့အကယ်ဒမီပထမဆုံးကမ်းတဲ့အကယ်ဒမီရတဲ့ဒါရိုက်တာမောင်ဝနရေးသွားတယ်တခါသာအညာမျိုးလေးတမျိုးစာပြီးဟောပြောပွဲထွက်ဂျစ်ကားလေးနဲ့ဂျစ်ကားလေးခဏခနဲ့ဆိုင်းဆရာ3ယောက်ဆိုင်းဆရာမင်းကျော်ရဲ့ဆိုင်းဆရာမောင်နေဝင်းရဲ့မောင်ဝန်းလာမောင်လာငယ်ဆုံးအဲ့ဒီမှာသွားရင်းနဲ့ဒီမျိုးလေးကနေဟိုမျိုးလေးဟောပြောပွဲကူးဖို့အတွက်ရှေးတုန်းကပေါ့သူတို့မဆလာခက်ပေါ့လမ်းမှာကားပြက်တယ်ကားပြက်တော့ကားဆရာမေးတယ်ကားဆရာခင်ဗျားကားပဲကျွန်တော်ကပြဿနာနည်းနည်းရှိတယ်ဆရာကြီးလည်းမလွယ်ဘူးတဲ့ဘယ်တော့ရှိလဲပြဿနာ
ကျွန်တော်ကဘိန်းပေါက်ပြီးတော့စီကုံပြီးတော့အင်ဂျင်ကွဲသွားတာဟဲ့ဒါလည်းကြီးတယ်ပြတ်သလားရှိဦးမလားဗျာဖော့ပြောတာဆရာကြီးအားငယ်မှာဆိုလို့ဆရာကြီးလည်းဘယ်အားငယ်မှာဆိုတာပို့ပြီးဆိုးသွားတာဘာလို့ပြောရတော့လမ်းဘေးလေးကစင်းမောင်ထိုင်းပြီးတော့ဘာလို့မှမသိစိတ်တွေညစ်ဟိုလည်းမရောက်ဒီလည်းမရောက်ဒီညဘယ်မှာတက်ရမလဲဘယ်မှာစားမလဲဘာမှပြန်လို့လည်းမရတော့ဘူးလမ်းလျှောက်ပြန်မှာလက်လျှောက်သွားမှာလှဲလေးတစ်စင်းဝင်ဆိုင်လှဲဘောကဆင်းလာတာကပေါမိုးလှဲလေးဘုန်းကြီးတော်ပါတက်တော်40ဝါတော်40ကျော်50လောက်ရှိမှာပေါ့တက်တော်60ကျော်90ကြီးဟဲ့ဘာဖြစ်နေကြတာလဲမင်းတို့ဘုန်းကြီးကပုံမလွယ်နဲ့ကြောဘုန်းကြီးလေးရွာဘယ်ရွာမသိဘူးဘာဖြစ်နေမင်းတို့တို့ကားပြက်လာပါကားပြက်လာကမြင်လားပဲဒီချင်းကြီးမင်းတို့ဒီကားနဲ့သွားပြက်အောင်ဘယ်ကနေဘယ်လိုသွားပြီးဘာလို့ကြမှာတော့တို့တော့ဟောပြောပဲဘာငါလည်းဘယ်တရားဝဲမှမကြားမိပါဘူးမဟုတ်တပည့်တော်ကဟောမှာမှန်မင်းတို့ဘာကောင်းနေမလို့ဟောမှာတော့မဟုတ်တပည့်တော်ကစာရေးဆရာတွေပြောအော်ငါသိပြီမင်းတို့ဟောနေရတယ်စာပေဟောပြောပဲဆိုတာဟုတ်ပါတယ်ဗျာအော်အေးဟုတ်ပြီမင်းကဘယ်သူလို့တပည့်တော်မောင်ဝဏပါဗျာဟမ်နာမနဲ့လူနဲ့မလိုက်တာကွာဟိုတယောက်ကမင်းကြော်ပါဗျာမဲနတ်နာမည်ယူထားမင်းဟိုပူပါမဲတပည့်တော်မောင်နေဝင်းပါဗျာအမဲမင်းကပါတီဥထိုင်နေတော့နာမည်တူးတယ်ဘုန်းကြီးခင်းမိတယ်လို့ကွာလဲဝတ်တဲ့ဘာလို့ငါရွာလိုက်ခဲ့မင်းတို့တဲရမယ်အေးရမယ်စားရမယ်ကောင်းကောင်းမင်းတို့နားရမယ်နောက်မှမင်းတို့ဟိုကားကိစ္စတွေကြည့်ရှင်းငါရွာတရားနေလဲလေးနဲ့သွားလိုက်ရင်နောက်2နိုင်3နိုင်ဆိုရောက်ပြီညကြတော့ငါရွာမှာစာပေဟောပြောပွဲလေးလုပ်ပြီစားမင်းတို့ငါရွာဟောပြောပွဲတစ်ခါမှမကြုံဘူးဟောပြောပွဲမကြုံဘူးတော့မင်းစာရေးဆရာလည်းမမြင်ဘူးစာရေးဆရာဆိုတော့သိချင်မှသိမှာဟာတော့ဟုတ်တယ်ရွာစာလည်းမတတ်ဘူးကွာအေးစောက်သုံးတော့တရားလုံးမှာစောက်သုံးတော့ရှိတယ်ဘာတွေလဲမင်းကြော်မောင်နေမျိုးသူတို့စောက်တွေမှလို့ဩကတာရဲ့ပေကြီးရဲ့ဓမ္မစက်ကြရဲ့တက်သွားရောလိုက်သွားရွာရောက်ကဲနားကြအောင်ကွာရေမိုးချိုးကြအောင်ဆရာတော်ကလော့စပီကာကြီးကိုတစ်ပင်မော်တက်ချစ်ခိုင်းပြီးတော့ပူစင်းနေချစ်ခိုင်းပြီးတော့ရွာဘက်လှည့်ထားအဲ့စပီကာနေဆရာတော်ကဟောပြောပဲရှိတယ်ကြောင်ဖိတ်တော့တာဟေးရွာတွေကဟာရီဒီလိုပဲခေါ်တာသူကရွာတွေကဟာရီဒီညငါကြောင်ဟောပြောပဲရှိတယ်တယောက်မကြံကုန်လာခဲ့မလိုက်ငါနဲ့တွေ့မယ်ဒါပဲမှတ်တာလေးစားစွာဖိတ်ကြားပါသည်ပေါ့နော်စေရနာအလိမ့်အိမ်ပညာဒါနကိုနှစ်ဘူးဟလားကိုကြီးညကြလာကြပြီကျမ်းပြင်မှာထိုင်ရတယ်ဆိုင်းဆရာတော်ကလည်းအဲ့ဒီကျမ်းပြင်မှာဒီဘက်မှာပဲဆရာတော်တစ်ပါးတည်းဒီဘက်မှာခုံလေးနဲ့မိုက်ခရိုဖုန်းအလဲမှာကဲဟိုမှာတွေ့လိုက်အားလုံးစုံမလားစုံပါပြီဖေဟိုမှာတွေ့လာဆိုင်းဆရာသုံးတော့ရန်ကုန်မြို့ကစာရေးဆရာကြီးတွေငါမနေမနှောရှားဖို့ပြီးပင့်လာတာမင်းဂုံတက်အောင်ပြောပေးတာအဲ့သူတို့ဟောလိမ့်မယ်တယောက်စီအဲ့နင်တို့လေးလေးဆဆနားထောင်နားယူရန်ကုန်မြို့တော်ကြီးကစာပေပညာရှင်ကြီးတွေနော်နင်တို့မလေးမစားမလုပ်တဲ့သူတို့ပြောရင်နင်တို့သေချာနားထောင်အသက်တောင်ပြင်းပြင်းမရှူနဲ့မျက်တောင်ကိုသေချာခတ်ရေလားမောလားနောက်လားပြောင်းလားမလုပ်နဲ့ဒါပဲငါဒီကနေကြည့်နေနားလေဗလားဟဲ့နားလေပါဖေချုပ်တယ်ဆရာတော်ကဲငယ်ဆုံးကောင်လားဟောထုတ်ပတိဖတ်တာပဲမပေါ့ငယ်ဆုံးကောင်နဲ့မောင်နာသူကဟိုကနေကြည့်မောင်နာကြည့်ဟာတခါမှမမြင်ဘူးလေမြင်ကွယ်တမျိုးခံစားသွားတယ်ဘွားကြီးကယောဂီတိဘက်ကလေးလက်ကတော့ထိုးလာတယ်တချို့ဘွားကြီးကထညက်ပကံလေးရှေ့ချထားတယ်တချို့ကငပြောပြီးလေးနဲ့မတချို့ကဒူးလေးတုပ်တချို့ကလက်အုပ်ချောင်ချီထားတယ်ပဲမကြုံဘူးစာပေဟောပြောပဲစာရေးဆရာဒီကထွက်လာပြီးမတ်တက်ရကြည့်တော့ကြောင်တောင်ကြည့်နေဒီကလည်းကြောင်တောင်ပေါ့ပြန်လာဘယ်လိုလဲကြည့်ပြီးတော့မောင်နာလဲကျွန်တော်စာရေးဆရာမောင်နာပါခင်ဗျာဟာဘာကြီးပါလိမ့်ပေါ့ကျွန်တော်ရုပ်ရှင်ဒါရိုက်တာလည်းလုပ်ပါတယ်ခင်ဗျာဟာဘာတွေပြောနေတာတော့ပေါ့သူတို့သိတာကထွက်လာပြီးရင်ဆရာတော်ဆိုပလင်မောင်ထိုင်မယ်နမောတတသီလာပေးရမယ်ဟုတ်လူကြီးထွက်လာပြီးတော့သီလာလည်းမပေးဘာလဲဘာတွေပြောနေတို့ဟတ်ကွာကျွန်တော်ရုပ်ရှင်ဒါရိုက်တာဆိုတော့ဗျာယဉ်နှီးမှုလေးရအောင်တော့ပြောအောင်ပါပဲဆိုပြီးတော့မင်းသမီးတွေဘာတွေကျွန်တော်အမူအရာတွေသင်ပေးရတာပေါ့ဗျာသင်ပေးတာကျကျွန်တော်ဘာလုပ်လဲဆိုတော့မင်းသမီးတွေပခုံးလေးတွေကန်ရတာပေါ့မျက်နှာလေးတွေကန်ပြီးတော့လူလူစားကွယ်ခေါင်းလေးတွေကန်ပြီးလူလေးတွေကွယ်မင်းသားတွေတော့ကျွန်တော်သင်မပေးပါဘူးဗျာဒီကောင်လေးဟုတ်တချို့ဘွားကြီးကထင်းရက်ပကံတွေပြန်သိမ်းသွားတာတချို့ဘွားကြီးကမျက်နှာကြီးအောက်ဆိုင်ချတယ်ရှက်လို့အဲ့ဒါဗျာမလေးလက်အုပ်တွေခြိထားတွေပြန်ပြုတ်သွားတယ်
စောစောတော့ကြည်ညိုရမလားဆိုပြီးတော့ခုကလက်ကင်6ယောက်ကင်ပါညာတွေပြောတာဟုတ်မောင်နာကဲရင်းနှီးမှုရအောင်ထပ်လို့မှဒီတိုင်းတော့မရသေးဘူးအော်ရပြီကျွန်တော်နာမောင်နာကျွန်တော်ညီကို၄ယောက်ရှိတယ်ကျွန်တော်ဒုတိယသားကျွန်တော်အဖေကဇိုင်းဆရာဒါရိုက်တာရုပ်ရှင်ဒါရိုက်တာဥသာဓုအော်သာဓုဆိုတဲ့ခေါင်းလေးမော့လာတယ်ခေါင်းဆိုသာဓုခေါ်စရာပါလာပြီလွဲနေကြလားအဲ့တော့ဥသာဓုနဲ့ဒေါခင်ညိုနဲ့အကြောင်းပါတော့သားလေးယောက်မွေးတော့သာဓုဆိုတော့အာယုဝဏဒုက္ခဗရပေါ့ဗျာမဲဟုတ်လားပြီသူတို့ကြားဘူးတာပါလာပြီသားလေးယောက်မွေးတော့သာဓုရဲ့သားတွေဖြစ်တဲ့အကြီးဆုံးသားကိုအာယုလို့နာမည်မှဲ့ပါတယ်အဲ့ဒီအာယုဆိုတဲ့ကောင်က3 နှစ်သားမှဒီကောင်သေသွားတယ်အတိပ္ပယ်ကအသက်ရှင်ခြင်းလို့အတိပ္ပယ်ရတယ်ကောင်အစောကြီးသေသွားတယ်ဘယ်လိုလဲတုတ်တုံမှမလို့ဒုတိယသားဝဏအစင်းလာခြင်းလို့အတိပ္ပယ်ရတယ်ကျွန်တော်မျက်ခွက်မြင်တဲ့အတိုင်းပါပဲဗျာရည်ဘူးနော်ပြိဿကခုနဘုန်းကြီးကမှားရတယ်လေသူတို့ပြောတာကိုရည်လားမောလားနောက်လားပြောင်းလားမလုပ်အောင်မှာတတိယကောင်အာယုဝဏဒုက္ခချမ်းသာခြင်းလို့အဓိပ္ပာယ်ရတယ်ဒုက္ခဆိုတတိယသားမိုးတဲ့အချိန်မှာလမ်းမွေတဲထိုးနေရတယ်ဗျာတခြားစီဗျဗလအင်မတန်ဗလကြည့်လို့ထင်အဲ့ကောင်ပိန်ပိန်ချက်ချက်ကလေးသူ့မောင်နဲ့ဟာဘလို့လို့မှမရည်ဘူးဘုန်းကြီးကသိလိုက်ပြီဟေးတကားမင်းခဏဘေးဖယ်အောင်သူကနေရာဝင်လိုက်တယ်ဟဲ့နင်တို့တော့ခက်ပါလားရွာတဲ့ဟာတွေဟမ်ဘလို့အာနာကောင်လဲဟုတ်ခင်ဗျာရည်စရာပြောနေတယ်လေရည်လေးနင်တို့ကရည်စရာပြောတော့မရင်ပြောတဲ့လူဘလို့အာနာဘူးကောင်းညနာဘူးစရာကောင်းအဲ့သူပြောရည်ပေးရတယ်ငါလည်းလားငါပြောတာငါလည်းပဲဖေအေးဒါပဲဟုတ်တော့လာပြန်လာဟောဒီနေရာလေးတွေကိုကတ်ရှုပ်ကြတာမောင်နာကဲပြောကွာရပြီဟုတ်ကဲ့မိတ်ဆွေများခင်ဗျာကျွန်တော်တို့မြန်မာစာပေလောကမှာပကံပင်းရအင်းဝကုန်းမောင်ဆက်တယ်မယ်ခေကြီးဝါဆိုထားကြီးရီခိုင်းထားတာပြောရင်ရီလို့ပြောထားတာဘာညာမသိရီထည့်လိုက်တာဟောနာဆက်ပြီးတော့နောက်တစ်မျိုးပြောမယ်ကျွန်တော်ရတ္တ9ပါးလို့ခေါ်ပါတယ်ခင်ဗျာအဲ့မှာချစ်ရှင်သလားတီကြားကြောင့်ဆက်စုကြောင့်ရဲဝံအောင်တော့ရတာဝေါဆိုထားကြီးဘာမှလုပ်လို့မရအောင်ဒီကောင်မဖဲဦးကွာဘုန်းကြီးကသူဝင်ယူရပါဟာခက်ပါလားနင်တို့ကဟမ်ပြောတိုင်းရည်ရတာမဟုတ်ဘူးဟာရည်စရာဘာမှရည်ရတာဩနင်တို့လေငါအရှက်ခွဲတဲ့ဟာတွေပဲကဲလို့ငါဘေးကနေခွဲနေငါကြည့်နေမယ်တောင်းရတယ်သူဟောလိုက်မယ်ဆက်ပြီးတော့သူဟောတဲ့ထက်မှာရည်စရာပိုင်ရင်ငါ့ကိုကြည့်နေငါလက်မြောက်ပြလိုက်ငါလက်ချရင်ရည်တာရက်ငါ့ကိုတေချာကြည့်ငါအချက်ပြမယ်ညောလာဟောတွေ့ရပြန်မျက်နှာငယ်လေးနဲ့တပည့်တော်ဘာပြောရမလဲဖေတခုပြောကြည့်စမ်းကွာငါဒီကောင်းလေးရွာသူရွာသားတွေငါပြောတဲ့တိုင်ဖြစ်မလားအငိမ့်လေးဟာဖေတခုပြောကြည့်စမ်းရည်စရာလေးတခုအဲ့လိုဆိုရင်အထုပ်ကြီးဘောကတရုတ်ကြီးချော်ကြတော့မြူစည်းချော်ကတစ်ခွက်ပေါ့ဗျာဘုန်းကြီးကမြောက်ပြတယ်အောက်ကဝေါနဲ့ရည်ကြတယ်ပြန်ချိုက်တယ်ရတော့ဟုတ်ပြီနောက်တစ်ခုဆက်ပြောကြည့်စမ်းဒရာကြီးဘောကကလာကြီးချော်ကြတော့ငါကြီးချော်ကတစ်ခွက်မြောက်ပြတယ်ချိုက်တယ်ရက်သွားဟုတ်ပြီအကြပြီပြောလိုက်ဟာသပိုင်မြောက်ပြလိုက်ဒါပေမဲ့မောင်နာပြောရင်ပြောနေအားငယ်လာဘာလို့ဆိုပြိဿတရားမှသူ့ကိုမကြည့်ဘူးဆရာတော်ပဲကြည့်နေတာစဉ်းစားကြည့်ပေါ့ဗျာကိုယ့်ကိုမကြည့်တဲ့ပြိဿဟောနေရတာအကုန်လုံးကခေါင်းနဲ့ဟိုဘက်ကိုကြည့်တယ်မြင်လားမြင်လားဒီအဲ့တော့စိတ်ကညစ်နေတော့ဒါတော့မပြောချင်တော့ဘူးအဲ့ဒါကြီးဟာလာလေကဲကျွန်တော်အချစ်ဇာတ်လမ်းလေးတစ်ခုရဇာတ်သိမ်းမလေးပြောပြမယ်ဒီတော့ခုပြောမယ်ထင်မှာသိမပါဘူးတော့ဗျာကြိုလို့ရသေးတယ်လက်မြောက်လိုက်မှာဆိုလို့ခင်တဲ့မောင်နဲ့ခင်အမှန်ချစ်ကြအရွယ်လေးလည်းမျှအသက်ကလေးလည်းတူရုပ်ချင်းလည်းလှဥစ္စာလည်းပေါ်မိပါတဲ့သဘောတူပတ်စံလည်းချမ်းသာပညာလည်းတက်ဘာလို့လေးလဲချစ်ခီးလာမှာဖြောင်းပြနေပြီသို့တော်လေကောင်မလေးကတွေးကင်ဆာယောဂါရှိတညက်နေသားခင်ကမောင်ရဲ့ခင်ကိုကားပေါ်တင်ပြီးတော့အင်းအားကန်ဆောင်ခေါ်သွားပြပါလားမောင်ရဲ့အေးကွယ်ခေါ်သွားရောက်မောင်ကြီးမှန်တကားလေးချလိုက်ပါအေးကွယ်မောင်ကြီးခင်ကိုပွေထားကြပါအေးပါကွယ်မောင်ကြီးကားကားလေးဖွင့်ပြပါအေးဖွင့်ပါကားပေါ်မှာထိုင်ရင်မောင်ကြီးလာတာနေလာရင်လာတာနေတဲ့ချီမြောက်ပြန်လေးတညင်းချင်းနဲ့တသုံးလုံးနဲ့ဖြူနေတာပေါ့ချီပိုင်းလိုက်လေလည်းတင်းနေတယ်လေချီမင်းဒါတွေကြောင့်မေးနေတယ်မောင်
ခင်လာရောင်လည်းမမြင်ရတော့ပန်းနာလည်းမခံစားနဲ့မြောက်ပြန်လေအထီးတူလည်းခင်မသိတော့ခင်မျိုးလုံးတွေမှာအကုန်လုံးမှောင်မိတ်နေပြီခင်သိတယ်ခင်အာယုန်လေးအကုန်ဆုပ်ကုန်ပြီခင်မင်းဘာတွေပြောနေလဲခင်ပြောမယ်မောင်ပြောမယ်ခင်သိစကားပြောနေကွယ်မောနေပြီခင်နောက်ဆုံးချိန်ရောက်ပြီဆိုတာခင်သိတယ်အဲ့ဒါကြောင့်မို့ခင်နဲ့မောင်နဲ့စတွေ့တဲ့ဒီနေရာလေးမှာနောက်ဆုံးချိန်လေးမှာဒီနေရာလေးမှာခင်ရဲ့နောက်ဆုံးထွက်တဲ့ကလေးအဲ့ခင်မဟုတ်တယ်မပြောနဲ့ခင်သိတယ်မောင်ခင်မပြောနဲ့ဖြစ်လျာဘွားမှာမောင်နဲ့ခင်နဲ့လေအဲ့လိုပဲချစ်ပြီးမှနန်းလက်တွဲပြီးအတူတူရှောက်လာမှုခင်ဆူတော့ကောင်းကြီးပြုတ်ကြတယ်မောင်ကလွတ်တတ်တယ်လေရုပ်ရှင်တိုက်တာအဲ့ပြုဟာခင်မင်းကွာမျက်ရည်ကကြပြလိုက်သေးတယ်အဲ့ချိန်မှာဘုန်းကြီးရတယ်မျောနေသူလည်းဇာလန်းနဲ့မမြော့ရလည်းကြာပြီဘာဖြစ်သွားလဲဆိုတော့လက်ကချထားတာကြာတော့ဂျိုင်းညာချွေးရစီးကြတာအဲ့ဒါတုတ်ချင်တယ်သူကမြောက်ပလိုက်အဲ့မှာဝေါ်နေထိုးကြီးမကောက်ပါဘူးရာရှေ့ဆုံးကရွာသားလက်ကြီးထောက်ပြီးတော့ဆရာတော်ဖားပြီးអော်ပြောလိုက်တယ်ဆရာတော်ဗျာမင်းသေးတဲ့ခါကတအားကြီးရဗျာသိအကြောက်တရားစာမတက်ပေမတက်ဘုဒ္ဓတမရှိရှာစာလည်းမတက်ရှာအဲ့ထဲမှာဘုန်းကြီးကိုဆရာတော်ကိုကြောက်သေးတာလေကြောက်တော့ဘုန်းကြီးပြုသမျှနှုတ်ရတဲ့ဘွားရောက်တယ်ရရင်မြောက်ရင်ရီမယ်ချရင်ရမယ်ဒါပဲကိုယ်ပိုင်အတွေးခေါ်ကိုယ်ပိုင်ခံစားချက်ကိုယ်ပိုင်ဆုံးဖြတ်ဝေဖန်နိုင်စွမ်းပျောက်ကင်းနေရှာတဲ့ရွာသူရွာသားတွေပြောပြီးအေးပေါ့ဗျာရွာသူရွာတွေတော့ဖြစ်မှာပေါ့ဟဲ့မထင်နဲ့နော်စာရီတက်ဟိုတင်နှန်းကြီးတွေတက်ဒီเจ้าကြီးတွေတက်ဒီသက်သူကြီးတွေတက်ပြီးတော့ဘွဲတွေရအဲ့ဘွဲတွေယူပြီးတော့ training နေစင်းလေ့ကျင့်ခန်းနေစင်းဒီမှာအခက်တွေရောအပွင့်တွေရောဘာတွေရောတက်ပြီးတော့တခါလဲအဲ့ပုဂ္ဂိုလ်တွေတောင်မှလွတ်တော်တဲ့ဝင်ထိုင်ပြီးတော့မင်းတို့အကုန်လုံးရက်ဆိုထိုင်ရကြတာလေမင်းတို့အကုန်လုံးထိုင်ဆိုအကုန်ထိုင်ရတာလေကြောက်တယ်လေအကြောက်တရားအဲ့ဒီကြောက်တရားကြီးဖြည့်စည်းနေတာအကြောက်တန်းနဲ့လုံတာအဲ့လိုအမိတ်ပေးတဲ့တိုင်ဘယ်လိုဘူးဆိုရင်ဘာဖြစ်သွားမလဲရှိတဲ့စီးစိမ်အာဏာရာထူးကအကုန်ပြုတ်သွားမယ်လေတားစီမျိုးစက်ဒုက္ခရောက်သွားမယ်အဲ့ဒါကြောင့်ကြောက်လို့လုံနေရရှာတာတဏှာဟုတ်တော်တော်ကောင်းပါလေအဲ့တော့အစိတ်သားမခေါ်ကြပါနဲ့ဗျာနော်မလုပ်ပါနဲ့နော်